ဒီပွဲလေးကတော့ကျွန်တော် golden player စစ်စစ်ကနေပြီးတော့တန့်ပြောင်းဆွားတဲ့ပွဲလေးပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်ဗျာဒါကျွန်တော်ဘက်ကပြင်းရင်ကိုလို white out ဖြစ်သွားတဲ့အချိန်မှာဒါလုံးဝချုံးကန်ကြီးမှာဗျာမီနီယန်ကြီးကသူ့ရဲ့တစ်စက်လေးပဲရှိတယ်အဲ့ဒါလေးမှာဒါကျွန်တော်ပြင်ပြီးတော့ကမ်ဘတ်ခဲ့တဲ့ပွဲလေးပေါ့နော်ဒါမှန်တမ်းပြောရင်ကျွန်တော်ကဂိုးလိန်နာတယောက်တက်မဆော့တတ်ဘူးဒါပေမဲ့မဆော့တတ်ဘူးဆိုမဲ့ဒီပွဲမှာကျွန်တော်အကောင်းဆုံးဖမ်းပေးခဲ့တယ်ဗျအဲ့တော့တက်ပလီယာဆော့ရဘာဒီတက်ပလီယာလောက်လို့ဆိုလို့ရှိရင်ဘာကြောင့်မလုပ်ရှင်ကြလဲဆိုတော့လူတော်များများကဗျာဥပမာကျွန်တော်တန်းဆော့တယ်ဆိုလို့ရှိရင်အကောင်းဆုံးကွန်ဘိုလေးတွေဖန်တီးပြီးတဲ့ခါကျလို့ရှိရင်နောက်က teammate မပါလို့ရှိရင်ဘာမှလုပ်လို့မရဘူးတက်မှာက damage လည်းမပါတာဖြစ်တဲ့တိတောက်မှုလို့ဒီနောက်ကတင်းနဲ့ညီဆော့ရတာဗျအဲ့တော့အခြေကတန်းတယောက်နေဘလို့ပဲလှုပ်ပြီးအနောက်ကဒါဟိုteammate ကမညီဘူးဆိုလို့ရှိရင်ဘာမှလုပ်လို့မရဘူးအဲ့ဒါအကြောင်းတချို့တွေကဒါတန်းကိုမဆော့ချင်ကြတာပေါ့နော်ကျွန်တော်အပါဝင်ပေါ့ဒါပေမဲ့ဒီပွဲမှာတော့ဒါကျွန်တော်တင်းလုံးညီနဲ့ပဲဒါဆော့ခဲ့တယ်ပေါ့နော်ဒါဒီပွဲကတော်တော်လေးမိုက်တယ်အဲ့ကြောင့်ကျွန်တော် highlight ပြန်ထုတ်ထားပါဗျတော့စကားကလည်းတိတ်မပြောတတ်တဲ့ခါကျတော့အမှားပိုင်နေခွင့်လို့ပါ